600 တာညီစီရင်သူကတနာမျိုးဝေရန်လိုပင်
ဒီတော်မူလေ19ရာစုနှစ်အလဲခေတ်တွင်မြောက်လာတဲ့ကျူ27ဒသမ5ကိုနဲ့အရှိလောင်ကြီးကျူကဘာပထဝီနေဒီဂရီဆိုလျင်196ဒသမ8တွင်မြို့မှာတင်ခွာမည်ကျူတန်းနဲ့ဘုံရန်နဝိတုကံမလုံးလေး